ပါတယ်မမီးရဲ့စားလို့လည်းကောင်းပြီ အေးမော်နီလာကြီးပဲသားကြည့် အဲ့ဒါလေးထုံးတယ်ရမယ် မင်းအဲ့ဟာကိုသိပါဘူး ရဲ့အန်ဒီရဲ့ပြီးတာသမီးနဲ့ရောက်ရှိတယ်ငယ်ကောင်လေးကတော့အခုအိမ်မှာမရှိသေးဘူးသူကသူ့ဘိုင်းမှာစားနေတယ် စိတ်မစားသားအဲ့ဒါလေးနေဟာဘယ်လေးဆိုင်လဲဒါလေးရ ဒါလေး ရမယ် တုံးလေး ဟာဒီအဲ့တော့တောင်စဉ်းစားနေရလေ အဲ့ဒါတော့စဉ်းစား ဒီခေါ်တာတစ်ခါရှိပြီဩဘာမှမပေါင်းနဲ့ဘာမှမနာမည်စာအကြောင်းစဉ်းစားနေ စားတော့ဟုတ်ရဲ့လား စာအကြောင်းဟုတ်ရဲ့ ဟုတ်ရဲ့လား အခြားအကြောင်းစဉ်း က စား လေးတို့ကလေးတို့မြောက်လာပြီ မစားရင်စားရတယ် ဟုတ်တာပဲကိုရေငါညီလေးอ่ะ အဲဆက်ပါဒါအဲ့မှာငါတို့လည်းတောက်ပြီးပြောရလားမသိဘူးစားလိုက်ကြအောင်3 2 1ဆက်ရိုက်တိုင်းပါနဲ့ရှင်းကာရပြီအခုပြန်လိုက်ပြီ ရှိအောင်စားရတာ Okay 3 2 1 go ဘယ်လိုကြည့်ရ အာဒီဆုံးလို့ပြလိုက်မယ် Okay okay ဘောပြောင်း